လို့အိမ်ပြန်ချိန်နောက်နေခဲ့ပြီအဖေမေစကားလဲတားမြဲတဲ့နားထောင်ပါတယ်လူရန်စီဖြစ်ဖို့အတွက်ရဲ့အဖေသားကြီးစူးစမ်းလို့ရဲ့တရွာမပြောင်းလို့လူကောင်းမဖြစ်ဘူးကွယ်အဖေမေဆုံးမခဲ့တဲ့တားလိမ့်မှာကြားရောက်နေတော့လေအိမ်ပြန်ချိန်နောက်နေခဲ့ပြီအဖေမေစကားလဲတားမြဲတဲ့နားထောင်ပါတယ်လူရန်စီဖြစ်ဖို့အတွက်ရဲ့အဖေသားကြီးစူးစမ်းလို့ရဲ့တရွာမပြောင်းလို့လူကောင်းမဖြစ်ဘူးကွယ်အဖေမေဆုံးမခဲ့တဲ့တားလိမ့်မှာကြားရောက်နေတော့အေးချမ်းခဲ့ပြီအမေရင်ဝင်ခိုးဝင်ပြီးတော့ခလေးဘွားကိုပြန်သွားလိုက်ခြင်းဘယ်ချိန်များမှအမေအိမ်တို့ရောက်လာနိုင်မယ်ဖေးကျေးဇူးကြီးမားခဲ့တယ်လို့အမေမြတ်တာပေးဆက်၍မကောအဖေမအိုရဘူးအမေမအိုပါဘူးတာကျေးဇူးဆက်လို့မဝသေးဘူးအဖေမေလည်းပြုံးပြောပါစေအရွယ်မအိုးပဲတမ်းမပါစေလေအိမ်ပြန်ချိန်နောက်နေခဲ့ပြီအဖေမေစကားလဲတားမြဲတဲ့နားထောင်ပါတယ်လူရန်စီဖြစ်ဖို့အတွက်ရဲ့အဖေသားကြီးစူးစမ်းလို့ရဲ့တရွာမပြောင်းလို့လူကောင်းမဖြစ်ဘူးကွယ်အဖေမေဆုံးမခဲ့တဲ့တားလိမ့်မှာကြားရောက်နေတော့လေအမေမြတ်တာပေးဆက်၍မကောအဖေမအိုရဘူးအမေမအိုပါဘူးတာကျေးဇူးဆက်လို့မဝသေးဘူးအဖေမေလည်းပြုံးပြောပါစေအရွယ်မအိုပဲတမ်းမပါစေလေ